ပဿနာထိုင်တဲ့အခါမှာပေါ်လာတဲ့အာယုံကိုရှုပွားလို့ရတယ်ဘယ်ဟာပဲဖြစ်ဖြစ်ပေါ်လာတဲ့အာယုံထဲမှာလည်းပိုးထင်ရှားတဲ့ဟာကိုရှုဖို့လိုတယ်ပျောက်သွားတာတွေလိုက်ရှာဖို့မလိုဘူးပေါ်လာတဲ့အာယုန်တွေဟာကိုယ့်ရဲ့နှလုံးထဲမှာပေါ်လာတယ်မျက်စိမိတ်ထားတယ်ဆိုရင်တော့ပေါ်လာနိုင်တာကတော့ခုနကထွက်လေဝင်လေထိတာတို့တိတာတို့ဒါတွေကပေါ်လာနိုင်တယ်အဲ့တော့ထိတာလေးကဝါယောဖုတ္တဗံကကာယပတ္တရာကိုလာထိတယ်ဝါယောဖုတ္တဗံနဲ့ကာယပတ္တရာသည်ယုတ်တရားဘာကြောင့်ယုတ်တရားလို့ပြောတော့ဆိုရင်သူတို့ကသိနိုင်စွာမရှိဘူးသူတို့နှစ်ခုထိလိုက်လို့သိလာတဲ့အသိစိတ်လေးကနန္တရားဘာကြောင့်လို့ဆိုရင်ထိမှုဆိုတဲ့အာယုံကိုရှားယူနိုင်လို့သူကနန္တရားအဲ့တော့ယုံနဲ့နာနှစ်ခုပဲရှိတယ်ဆိုတာလေးကိုအာယုံဆိုင်ပြီးအသက်မှန်မှန်လေးရှုနေတာဒါလည်းပဲကမ္မထာပဲနောက်တစ်ခုကထက်လေဝဲလေးပေါ်မှာအာယုံကမရောက်ဘူးထိုင်တဲ့ကြမ်းပြင်နဲ့ကိုယ်ခန္ဓာကိုယ်နဲ့ဆိုရင်လည်းထိုင်တဲ့ကြမ်းပြင်ကမာကြောနေလို့တိတာနေတယ်တိတာနေထိုင်တဲ့ကြမ်းပြင်ကဖုတ္တဗအာယုံထိုင်တဲ့ကိုယ်ခန္ဓာကိုယ်ကြီးကကာယပတ္တရာဖုတ္တဗနဲ့ကာယပတ္တရာပေါင်းလိုက်တဲ့အခါမှာနာတာလည်းသိတယ်ပြောတာလည်းသိတယ်ဟောအဲ့ဒါလည်းပဲထက်လေဝင်လေးလိုပဲကြမ်းပြင်ဆိုတဲ့ဖုတ္တဗယုံနဲ့ကိုယ်ခန္ဓာကိုယ်ထိနေတဲ့ကြမ်းပြင်နဲ့ထိနေတဲ့ခန္ဓာကိုယ်စိတ်ပိုင်းဆိုတဲ့ကာယပတ္တရာအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့ထိမှန်သိနေတဲ့အသိစိတ်ကလေးကနန္တရားဟောယုတ်တရားနဲ့နန္တရားဒါလေးအာယုပြုနေလို့ရှိရင်လည်းပဲဝိပဿနာဖြစ်တယ်အဲ့ဒီအချိန်မှာဒီနှစ်ခုကိုပဲအာယုစိုက်ပြီးတော့သိနေအောင်လုပ်ရမယ်မမြဲတာတွေပါလေရှောက်မတွေးနဲ့အောင်သူကသူသိလာမှာအဲ့တော့ကိုယ်တတိထားရမှာကနှမျိုးပါလားဆိုတာကိုသိနေဖို့လုပ်တယ်ငါထိုင်နေတာတစ်မျိုးတည်းလို့ထိုင်အောင်မေ့နေတယ်ကြည့်လိုက်တဲ့အခါလူရဲ့ပုံမှန်တဏ္ဍာနဲ့အလုံးမေးထားလိုက်ပြီးတော့အောက်ကမာတဲ့ပြောတဲ့ထိုင်ကုန်ရဲ့ကိုယ့်ရဲ့ထိုင်ကုန်နဲ့ထိနေတဲ့ခန္ဓာကိုယ်စိတ်ပိုင်းရဲ့အဲ့ဒီနှစ်ခုကာယပတ္တရာနဲ့ဖုတ္တဗယုံဒီနှစ်ခုထိနေတာထိမှန်းသိလိုက်တဲ့ကာယဝိညာဉ်စိတ်ရဲ့အဲ့ဒီသုံးခုဟာဒီစိတ်လည်းမပြတ်ဖြစ်နေတယ်အဲ့ဒီသုံးခုကိုပထမဆုံးသိရှိနားလည်နေအောင်သိတာဒါကိုညာတပရိညာလို့ပြောတယ်သိတဲ့သိလိုက်တာတွေကိုသိတယ်ခုသိတာထိုင်နေတော့သိတယ်ဆိုလို့ရှိရင်အောက်ကဖုတ္တဗဆိုတဲ့ထိုင်ကုန်ရဲ့အထီးတွေကိုသိတယ်ကာယပတ္တရာကိုသိတယ်ထိမှန်ဒီနှစ်ခုထိလိုက်တာကိုဖြစ်ပေါ်လာတဲ့အသိစိတ်ကိုသိတယ်သုံးမျိုးအသိရှိလာတယ်သုံးမျိုးဟာနှမျိုးကယုတ်တရားသိတာကနန္တရားလို့ဆိုယုတ်နဲ့နံနဲ့ခွဲလာတယ်အဲ့ဒီယုတ်နဲ့နံနဲ့သဘာဝတရားနှစ်ခုကိုပဲမိမိရရကြီးဖြစ်လာအောင်သိသိတယ်ဆိုသိသိတယ်ဆိုအလုံးခြုံပြီးတော့သိတယ်လို့ဆိုလို့တယ်ပေါ့သိတာပြောတာနော်ရှုံမှန်းသိလိုက်တယ်နံမှန်းသိတယ်ဒါကလွဲလို့ဘာမှမရှိဘူးဆိုတာသိလာတယ်အဲ့ဒီယုံနဲ့နံနှစ်ခုသိသိသိရှိမှုသည်ဒါဟာဝိပဿနာတရားရဲ့အာယုံပဲလို့ထင်မှတ်ရ